မင်္ဂလာပါ Basic Electrical Design Course ရဲ့ Lecture 8မှာ Lightning Protection System ရဲ့အကြောင်းကိုလေ့လာရမှာပါဒီ Lightning Protection System နဲ့ပတ်သက်လို့ Rolling Sphere ဆိုတာဘာလဲဆိုပြီးတော့ဟိုရင်ကဗီဒီယိုလေးတင်ခဲ့မှုပါတယ်အရင်တော့ကတင်ခဲ့တာကိုစိတ်ဝင်စားရဆိုရင်တွားပြီးတော့လေ့လာကြည့်လို့ရပါတယ်အခုဆက်ပြီးတော့ဒီ Lightning Protection System ကို design လုပ်တော့မယ်ဆိုရင်စင်ကူမှာသတ်မှတ်ထားတဲ့ Code of Practice ဆိုတာရှိပါတယ်ဒီ SS555 ကိုလေ့လာပြီးတော့အဲ့ဒီအတိုင်း design လုပ်ရမှာပါဒီမှာ SS555 မှာဒီမှာ General Principle Risk Management ဒီမှာ Physical Damage Electrical and Electronic System within Structure ဆိုပြီးတော့ဒီမှာ Part 1 Part 2 Part 3 Part 4ဆိုပြီးတော့အပိုင်း၄ပိုင်းရှိပါတယ်ဒီ Lightning Protection System ကိုအသေးစိတ်လေ့လာခြင်းတဲ့သူတွေအနေနဲ့ဒီ Code of Practice အပိုင်း၄ပိုင်းလုံးကိုအသေးစိတ်လေ့လာဖို့အကြံပြုပါတယ်အဲ့မှာ Lightning Protection System နဲ့ပတ်သက်လို့ method ၃မျိုးရှိပါတယ်ဒီမှာ Protection Angle Method Rolling Sphere Method Mesh Method ဆိုပြီးတော့ဒီ၃မျိုးရှိတဲ့အထက်ကဒီ Protection Angle Method ကတော့ဒီမှာ low rise နဲ့တင်ခဲ့တဲ့အစာအုပ်တွေအတွက်တင်တော်ပါတယ် Rolling Sphere Method ကတော့အစာအုပ်အားလုံးနဲ့တင်တော်တယ်ပြီးရင် Mesh Method ကတော့သူက plain surface တွေနဲ့ပဲပို့ပြီးတော့တင်တော်တာပါအဲ့မှာ Lightning Protection System ကိုဒီမှာ level Lightning Protection System level ၄မျိုးခွဲထားတဲ့အတွက် Lightning Protection System ကိုလည်း class ၄မျိုးဆိုပြီးတော့ခွဲထားပါတယ်ဒီ class 1ကအမြင့်ဆုံးအမျိုးအစားပါအဲ့မှာဒီ class of Lightning Protection System ပေါ်မှာမူတည်ပြီးတော့မှ level 1ဆိုလို့ရှိရင် level 1လို့သတ်မှတ်တယ်ဆိုရင်ဒီမှာ rolling sphere အနေနဲ့သုံးမယ်ဆို rolling sphere method မှာဆိုရင် rolling sphere radius ကဒီမှာ20 diameter ကိုသုံးရမှာပါ class 2ဆိုရင်တော့30 class 3ဆိုရင်45ကိုသုံးရမှာပါဒီမှာကျန်တဲ့ mesh method နဲ့ protection angle တော့မပြောတော့ပါဘူးဘာကြောင့်လဲဆိုတော့စင်ကာပူနိုင်ငံမှာဒီစင်ကာပူရဲ့ BCA ကဒီ Lightning Protection System နဲ့ပတ်သက်လို့အနည်းဆုံးဒီမှာ class 3ကိုအသုံးပြုပြီးတော့ rolling sphere radius 45ကိုအသုံးပြုပြီးတော့ design လုပ်ရမယ်လို့သတ်မှတ်ထားပါတယ်ဒါဆိုရင် modular စနစ်တွေ design လုပ်ဖို့အကြောင်းကိုလေ့လာရအောင် modular စနစ်ကို design လုပ်တော့မယ်ဆိုလို့ရှိရင် Singapore Code of Practice SS555 2018 SS 53လုံးအရာအဆင့်3ဆင့်နဲ့ design လုပ်ပါတယ်ပထမအဆင့် Lightning Protection အမျိုးအစားကိုသတ်မှတ်တယ်ကိုနေရာမှာအစာအုပ်ရဲ့ဒီနေရာအစာအုပ်အမျိုးအစားအစာအုပ်အမြင့်အဲ့ဒါပေါ်မှာမူတည်ပြီးတော့မှဘယ်လို Lightning တွေဖြစ်နိုင်လဲဆိုတာကိုပထမအဆုံးစဉ်းစားမယ်ပြီးတစ်ချက်မယ်ပြီးလို့ရှိရင်selection of Lightning Protection method ဘယ်လို method တွေကိုအသုံးပြုပြီးတော့တွက်ချက်မလဲဆိုတာဒုတိယအဆင့်စုံဖြတ်တယ်ပြီးမှ system design design အသေးစိတ်ကိုလုပ်တယ်ကိုကာကွယ်တဲ့ Lightning အမျိုးအစားတနည်းအားဖြင့်module အမျိုးအစားကိုရွေးချယ်တဲ့နေရာမှာပထမဆုံးကျွန်တော်လုပ်ရတာက risk management မှာ risk management ဆိုတာကဒီအဆောက်အဦကို module လွဲမတက်လို့တက်ဖို့တကယ်လိုအပ်သလားအခုတော့တက်မယ်ဆိုလို့ရှိရင်ဘယ်လိုတက်တင်လဲ module ပြစ်မယ်ဆိုလို့ရှိရင်ဘယ်လိုထိခိုက်မှုတွေရှိနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့အဆင့်ဆင့်တစ်ဆင့်ပြီးတစ်ဆင့်လိုအပ်တဲ့အချက်လက်တွေနဲ့စဉ်းစားဆုံးဖြတ်ရပါတယ်လုပ်ခဲ့တဲ့ risk management အရာ Lightning Protection System လိုအပ်တယ်ဆိုလို့ရှိရင် Lightning Protection Level LPL 1ကနေ4အထိရှိပါတယ်ဒါကဘယ်ကသတ်မှတ်ထားလဲဆိုတော့ကျတော့IEC International Electrotechnical Commission ဒီအဖွဲ့အစည်းကသတ်မှတ်ထားတာပါဒါဆွစ်ဇာလန်နိုင်ငံဂျီနီဗာအခြေစိုက်ဒါ International အဖွဲ့အစည်းဒီအဖွဲ့အစည်းကသတ်မှတ်ထားတဲ့ level 1 to 4တွေကဘယ် level နဲ့ကိုရဲ့အဆောက်အဦအတွက် design လုပ်တယ်လဲဆိုတာကိုဆုံးဖြတ်ရပါတယ် Lightning Protection Level ကိုသိပြီဆိုရင်Lightning Protection design လုပ်ဖို့ရနီလန်း၃ခုရှိပါတယ် Rolling Sphere Method Protection Angle Method Mesh Method ဒီနီလန်း၃ခုတွေက၃ခုလုံးသုံးဖို့လိုအပ်သလားဒါမှမဟုတ်ဘယ်နီလန်းနဲ့တက်လို့လဲဆိုတာကိုရွေးချယ်ရပါတယ်ဒီအဆင့်၃မှာကိုယ်အဆောက်အဦနဲ့ကိုက်ညီတဲ့ Lightning Protection System ကိုအသေးစိတ် design လုပ်ရပါတယ်အဲ့မှာ Lightning Protection System မှာပါဝင်တဲ့အဓိက component က9မျိုးရှိပါတယ်ဒီမှာ1 to 7အဲ့မှာနံပါတ်1ကဘာလဲဆိုတော့ air termination system air termination system ဆိုတာကအဆောက်အဦတွေရဲ့ခေါင်မိုးအပေါ်ဆုံးထိပ်မှာချွန်ချွန်လေးတွေတွေ့ပြီးမှာပါအဲ့ဒါက air terminal အဲ့ဒါလေးကို air terminal လို့ခေါ်ပါတယ်ဒါလေးတွေပြီးရင် air terminal တစ်ခုနဲ့တစ်ခုကြားထဲမှာ lightning conductor ဆိုပြီးတော့မှ air terminal တစ်ခုနဲ့တစ်ခု lightning conductor နဲ့ဆက်သွယ်ပေးထားတယ်ဒီနည်းအားဖြင့် lightning tape လို့လည်းခေါ်တယ်ပြီးရင်ဒီ conductor တွေကိုတနည်းအားဖြင့်ကောင်းကင်ဘဝကျလာမဲ့လျှက်စီးကိုကမ္ဘာမြေကြီးစီကိုဆက်သွယ်ပေးဖို့ရအတွက်ဒီ conductor တွေကအောက်ကိုဆင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ number 3ဒီမှာ down conductor လို့လည်းခေါ်ပါတယ်ဒါအဆောက်အဦရဲ့ဘေးမှာရှိတယ်ပြီးရင် number 4က test link box ဆိုတာကဒီ Lightning Protection system ကောင်းကောင်းအလုပ်လုပ်ဖို့ရအတွက်စမ်းသပ်တဲ့နေရာပါ test တနည်းအားဖြင့် connectivity ကိုစမ်းသပ်တဲ့နေရာပေါ့နော်ပြီးရင် number 5က earth termination ဆိုတာကဒီမိုးကောင်းကင်ဘဝကနေကျလာမဲ့လျှက်စစ်စီးတနည်းအားဖြင့် lightning ကိုဖမ်းပြီးတော့ကမ္ဘာမြေထဲကိုထုတ်ချဖို့ရအတွက် earth termination system ဆိုတာရှိပါတယ်ဒါက number 5ပြီးရင်ဒီ1 to 5က
ဘယ် lightning protection system မှာမဆိုမဖြစ်မနေပါမဲ့ component တွေပါဒီ6နဲ့7ကတော့ lightning protection system တွေကိုတခြားအဆောက်အဦထဲမှာရှိတဲ့ equipment တွေတို့တခြားe-commerce artist system တို့နဲ့ချိတ်ဆက်တဲ့နေရာမှာအသုံးပြုတာပါ lightning voltage equal potential bonding ရယ်sparket ဆိုတာကတော့ lightning protection system နဲ့တခြား building artist နှစ်ခုကြားထဲမှာထားတဲ့ပစ္စည်းတစ်ခုပါတကယ်တော့lightning protection system module ဗမာလိုပြောရင်တော့ module လွှဲပေါ့နော်ဒါကြောင့် module ကိုကျွန်တော်တို့ကဘယ်ကိုလွှဲပေးလိုက်လဲဆိုတော့အဆောက်အဦကိုမမှန်အောင် module ကို air terminal နဲ့ဖမ်းပြီးတော့ conductor တွေကနေတဆင့်ဒီ artist system ကနေကောင်းကင်ဘုံကကျလာမဲ့ electron စီးကြောင်းကိုကဘာမြေထဲကိုလွှဲပေးလိုက်တာပါအဲ့ဒါကဘာနဲ့တူလဲဆိုတော့ကောင်းကင်ဘုံမှာမိုးရွာတဲ့အချိန်မှာ sorry ကောင်းကင်ဘုံမှာရှိတဲ့မိုးရိမ်တွေကနေမိုးရွာတဲ့အခါမှာကျလာတဲ့မိုးရေကိုလူနေအိမ်တွေမှာရေလွှမ်းမိုးမှုမဖြစ်အောင်မြောင်းနေနဲ့တွဲပြီးတော့မှရေကန်ကိုပို့လိုက်တယ်လို့မျိုးပဲဒီကောင်းကင်ဘုံကကျလာတဲ့ကောင်းကင်ဘုံကကျလာတဲ့မိုးရိမ်တွေကနေကျလာတဲ့အလျှက်စစ်စီးကြောင်းကိုကဘာမြေစည်းစီကိုပို့ပေးလိုက်တာတနည်းအားဖြင့်ဒီ conductor တွေကကောင်းကင်ဘုံကကျလာမဲ့လျှက်စစ်စီးကြောင်းကိုအဆောက်အဦကိုထိခိုက်မှုမရှိဘဲနဲ့ကဘာမြေထဲကိုအလွယ်တကူထိုးဝင်သွားအောင်ဒီဇိုင်းလုပ်ထားတာပါဒီမှာ lightning protection system component တွေရဲ့ဓာတ်ပုံလေးတွေကိုကြည့်အောင်နံပါတ်1ကတော့ air terminal ပါ air terminal ဆိုတာအဆောက်အဦရဲ့အပေါ်ဆုံးထိပ်မှာချွင်ချွင်လေးတွေထောင်နေတာပါဒီ air terminal ဒီပုံမှာဆိုရင်ဒီ air terminal ကိုဘေးမှာ lightning tape ဆက်သွယ်ထားတာမရှိဘူးဘာလို့လဲဆိုတော့ဒီအဆောက်အဦမှာတော့ဒီခေါင်မိုးက metal structure ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ metal structure ကြီးတစ်ခုလုံးက lightning conductor ဖြစ်နေအလုံးလုံးနေတဲ့အတွက်ကြောင့်မလို့ဒီမှာ lightning rod လေးပဲဒါပေမဲ့ lightning rod လို့လည်းခေါ်တယ် air terminal လည်းခေါ်တယ် air terminal ကဆိုတဲ့စကားလုံးပုံမှန်တော့ဗောနော်ဒီ air terminal ကိုဒီတိုင်းပဲ metal structure ပေါ်မှာဒီတိုင်းပဲစိုက်ပေးထားလိုက်တယ်နောက်တစ်ပုံကတော့ lightning conductor ဆိုတာဒီမှာair terminal ရှိတယ်ဒီမှာ air terminal ရှိတယ် air terminal တစ်ခုနဲ့တစ်ခု air terminal တွေအကုန်တစ်ခုနဲ့တစ်ခုတော့မဟုတ် air terminal တွေအကုန်လုံးကိုခေါင်ဘိုးပေါ်မှာတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့ conductor ပါ lightning tape လို့လည်းခေါ်တယ်နောက်တစ်ခုက down conductor ဆိုတာဒီခေါင်ဘိုးပေါ်က lightning tape တွေကအောက်ကိုဆင်းလာမယ်ဆိုလို့ရှိရင်ဒါလေးက lightning tape တွေပါဒီ lightning tape ကိုvertical ထောင်းပြီးတော့အပေါ်ကနေအောက်ကိုလျှက်စစ်စီးဖို့ရထားပြီးတဲ့အတွက်ကြောင့်မလို့သူ့ကို down conductor လို့ခေါ်တယ်များသောအားဖြင့်အဆောက်အဦရဲ့ဘေးမှာဒီလိုပုံစံမျိုးလေးတွေ့ရတယ်နောက်တစ်ခုက test link ဒီ test link ကဘယ်မှာထားလဲဆိုတော့ဒီ down conductor ဒီ vertical ရှိနေတဲ့ down conductor ရဲ့အောက်ခြေတနည်းအားဖြင့်ညင်ညီတဲ့လူတရက်အမြင့်အလယ်ပဲ level လောက်မှာဒီlightning protection test link box လေးကိုထားတယ်အဲ့ box ကဘာလို့ box ကဒီ lightning protection system အလုံးလုံးနဲ့ကြောင်းဆက်သက်ဖို့ရရဲ့နောက်တစ်ခုကများသောအားဖြင့်ဒီ down conductor နဲ့အပေါ်ကဒီ lightning conductor တွေကိုအပေါ်ပိုင်းမှာဆိုရင်အလူမီနီယံကိုသုံးတယ်အောက်ပိုင်းမှာ copper ကိုသုံးတယ်တနည်းအားဖြင့်မြေကြီးအောက်ရောက်သွားရင် copper သုံးတယ်မြေကြီးရဲ့အထက်ပိုင်းအပေါ်ပိုင်းမှာခေါင်းမိုးပေါ်တွေမှာအလူမီနီယံသုံးတယ်အဲ့တော့အလူမီနီယံနဲ့copper နဲ့ကိုဘယ်နေရာမှာဆက်လဲဆိုတော့ဒီ lightning protection test link box ထဲမှာဆက်တယ်ဆက်လို့မလို့သူ့အပိုင်း metallic conductor တခုလည်းလိုအပ်တယ်အဲ့ထဲမှာ metallic conductor ဆိုတာလည်းပါတယ်နံပါတ်5 component ကတော့ earth termination system မှာ earth termination system မှာဘာတွေပါလဲဆိုတော့ဒီမှာ earth pit ပါမယ်ပြီးရင်ဒီမှာearth rock ပါမယ်ဒီမှာဓာတ်ပုံမှာကြည့်မယ်ဆိုလို့ရှိရင်ဒါလေးကတော့ site မှာဒီဘေးပတ်ဝန်းကျင်က concrete လောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ earth pit ရဲ့ဘေးမှာဒီမှာ rebar တွေချထားတယ် concrete မလောင်းရသေးဘူး earth pit ဆိုတာဒီလိုမျိုး150ပတ်လည်လောက်150 mm ပတ်လည်လောက်ချိန်ပါသေးသေးလေးတစ်ခုပေါ့နော်အောက်မှာဒီမှာ vertical ထောင်နေတဲ့ earth rock ရှိမယ်ပြီးရင်ဘေးကနေvertical down conductor ကနေဆင်းလာပြီးရင် test link box ကိုဖြတ်ပြီးရင်မြေကြီးတွေကနေဖြတ်လာမဲ့ copper tape ရှိတယ်ဒီ copper tape ကဒီမှာ copper tape က vertical ရှိနေတဲ့ earth rock ကိုဆက်သွယ်ပြီးတော့မှ earth rock ကိုမြေကြီးတွေကိုထိုးစိုက်ထားလိုက်မယ်ဒါကခေါင်းမိုးပေါ်ကျလာမဲ့လျှက်စစ်စီးကြောင်းတွေကိုမြေကြီးအတွင်းထဲကိုအလွယ်တကူစီးဝင်သွားလို့ရအောင် earth rock ကိုစိုက်ပေးထားတာ earth rock ကဒီမှာလိုအပ်တဲ့အနက်တွက်ချက်မှုတွေအရလိုအပ်တဲ့အနက်အထိရောက်ဖို့ရအတွက် earth rock ကိုတစ်ချောင်းနဲ့တစ်ချောင်းဆက်မယ်ဆိုရင်လည်းဒီမှာဆက်ပြီးတော့မြေကြီးတွေကိုထိုးပြီးတော့ရိုက်ထည့်ပေးလို့ရတယ်နောက်တစ်ခုကနံပါတ်6 lightning equal potential bonding ဆိုတာကဒီမှာ equal potential bonding earth bar လေးရှိတယ်အဲ့မှာဘာဖြစ်လဲဆိုတော့ lightning protection system နဲ့ equal potential earth bar ကိုချိန်ထားတယ်ဆိုလိုတာကlightning ဖြစ်တဲ့အချိန်မှာဒီ metal အဆောက်အဦထဲမှာရှိတဲ့ metallic pipe work တို့တခြား equipment တွေမှာဖြစ်တဲ့လျှက်စီးကိုlightning protection နဲ့အတူတူအောက်ကို earth pit တွေကိုစီးသွားဖို့ရအတွက်ပါနောက်တစ်ခုကဒီမှာကျွန်တော်တို့စီမှာ
surge protection device ဆိုတာလည်းရှိပါသေးတယ် surge protection device ဆိုတာကဒီ lightning ကြောင့်စာအုပ်အတွင်းမှာရှိတဲ့ equipment တွေကိုထိခိုက်မှုမရှိအောင်ဒီမှာ surge protection device တခုကိုဂျားထဲမှာခံပေးထားလိုက်တာပါနောက်ဆုံးတစ်ခုကတော့ spark gap ဆိုတာက lightning protection system နဲ့ဒီ build RT system ချိတ်ဆက်ဖို့လိုအပ်တဲ့ design တွေမှာဂျားထဲမှာခံပေးထားတဲ့ပစ္စည်းတစ်ခုပါဒီမှာ Rayleigh sphere method ကိုလေ့လာရအောင် Rayleigh sphere method ဆိုတာဘာလဲဆိုတော့ any place the sphere touch the building is a location where lightning can strike ဆိုလိုတာကRayleigh sphere ဆိုတာဘောလုံးတစ်လုံးကိုကစိတ်ကူးနဲ့ဒီဇိုင်းလုပ်လိုက်မယ်ဘောလုံးတစ်လုံးကိုအစာအုပ်ရဲ့ဘေးမှာဒီဇိုင်းလုပ်ပြီးတော့စိတ်ကူးနဲ့ထားပြီးတော့အဲ့ဘောလုံးကိုအစာအုပ်ပတ်လည်မှာအဲ့လိုလှိမ့်ကြည့်လိုက်မယ်လှိမ့်ကြည့်လိုက်တဲ့ဆိုရင်ဒီဘောလုံးနဲ့အစာအုပ်ရဲ့နံရံနဲ့ထိတဲ့နေရာတွေအကုန်လုံးကမိုးချိုးပြနိုင်တဲ့နေရာတွေဒီမှာဆိုရင်ဥမာဒီမှာဒါလေးကိုဘောလုံးတစ်လုံးလို့သဘောထားလိုက်မယ်ဒီဘောလုံးလေးကိုအစာအုပ်နံရံကိုကပ်ပြီးတော့လှိမ့်တိုင်းမယ်ဆိုလို့ရှိရင်ဒီအပေါ်တစ်လျှောက်လုံးကဘောလုံးနဲ့နံရံနဲ့ထိသွားတဲ့နေရာတွေပြီးရင်ဒီအနေအောင်တွေအကုန်လုံးကဘောလုံးနဲ့နံရံနဲ့ထိတဲ့နေရာတွေဒါဆိုလို့ရှိရင်ဒီ Rayleigh sphere method အရာတနည်းအားဖြင့် Rayleigh sphere theory အရာဒီအနေအောင်နေရာတွေကဘောလုံးနဲ့အစာအုပ်ထိတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာတွေကမိုးချိုးပြနိုင်တဲ့နေရာတွေဒါကြောင့်ဒီနေရာတွေမှာမိုးချိုးလွှဲစနစ်တွေမှာဖြစ်မနေထည့်ပေးရမယ်နောက်ပြီးတော့ဒီမှာအစိမ်းရောင်လေးတွေရှိတယ်ဒီအစိမ်းရောင်လေးတွေကဘောလုံးနဲ့အစာအုပ်နဲ့ထိတဲ့ချိန်မှာသူကအောက်မှာကွယ်နေတဲ့နေရာလေးတွေဒီကွယ်နေတဲ့နေရာလေးတွေကဒီ Rayleigh sphere theory အရဆိုလို့ရှိရင်ဒါကprotection zone protected zone ပေါ့နော် protected zone ဆိုတာဒီနေရာမှာမိုးချိုးမပြတ်နိုင်ဘူးမိုးချိုးပြတ်နိုင်ခြေအလွန်နည်းတဲ့နေရာလို့ပြောလို့ရပါတယ်ဒါက Rayleigh sphere theory ပါဒီမှာဒီပုံမှာဆိုရင် Rayleigh sphere theory အရာအစာအုပ်ရဲ့ဘေးမှာဘောလုံးလေးကိုလှိမ့်ကြည့်တဲ့နမူနာကိုကြည့်ရမှာပေါ့နော်ဒီမှာအစာအုပ်ပတ်လည်မှာဘောလုံးကိုလှိမ့်ကြည့်လိုက်တယ်လှိမ့်တဲ့အချိန်မှာဘောလုံးနဲ့အစာအုပ်နဲ့ထိစပ်တဲ့နေရာတွေအကုန်လုံးကဘောလုံးနဲ့အစာအုပ်နဲ့ထိစပ်တဲ့နေရာတွေအကုန်လုံးကမိုးချိုးပြနိုင်တဲ့နေရာတွေဒါကြောင့်အဲ့နေရာတွေမှာမိုးချိုးလွှဲတွေတက်ပေးရမယ်တနည်းအားဖြင့် air terminal တို့ lightning tape တို့အဲ့ဒါတွေထားပေးရမယ်ဒီမှာ lightning protection system အတွက် Rayleigh sphere method ကိုအသုံးပြုမယ်ဆိုရင်ဘယ်လိုသုံးရလဲဆိုတော့ရှေ့မှာ risk assessment တွေလုပ်ခဲ့လို့မဟုတ်လို့ကိုယ့်အစာအုပ်အတွက် lightning protection level ဘယ် level ကိုသုံးမလဲဆိုတာသိပြီးသားဥမာကိုယ့်ရဲ့အစာအုပ်က lightning protection level 3ကိုလိုအပ်တယ် level 3လိုအပ်တယ်ဆိုရင် Rayleigh sphere theory အရဒီဘောလုံးရဲ့အချင်းဝက်ကိုဘယ်လောက်ထားရမလဲဆိုတာကိုဒီ SS 555 2018မှာဖော်ပြထားတယ်ဘယ်လိုလဲဆိုတော့ဒီအစာအုပ်က lightning protection level 3ဖြစ်တယ်ဆိုရင် Rayleigh sphere radius ဒီဘောလုံးရဲ့အချင်းဝက်ကဘယ်လောက်ရှိရမလဲဆိုတော့ဒီမှာ45 meter ရှိရမယ် protection system split drawing နမူနာတစ်ခုပါဒီစာအုပ်မှာဆိုရင်ရှေ့မှာရှိတဲ့ risk assessment တွေတွက်ချက်မှုတွေအရ lightning protection level က3လိုအပ်တယ်အဲ့မှာအသုံးပြုတဲ့ method က Rayleigh sphere method ဒီမှာ level 3ဖြစ်တဲ့အတွက်ကြောင့်မို့လို့Rayleigh sphere ရဲ့ radius က45 meter ကိုအသုံးပြုတယ်ဒီမှာအစာအုပ်ဒါကအစာအုပ်ဒီမှာဒါရှစ်ထပ်မြင့်တဲ့အစာအုပ်ဒီရှစ်ထပ်မြင့်တဲ့အစာအုပ်ပတ်လည်ကနေ45 meter radius နဲ့ဒီမှာစက်ဝိုင်းတွေဝိုင်းပြီးတော့မှဘောလုံးလှိမ့်ကြည့်လိုက်တယ်လို့မျိုးပေါ့နော်စက်ဝိုင်းတွေဝိုင်းပြီးတော့ကြည့်လိုက်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီထောင်းတွေကစက်ဝိုင်းနဲ့ထိတဲ့ထောင်းတွေဖြစ်တယ်ဒါကအပေါ်မှာဆိုရင်ဒါကခေါင်းမိုး flap ဖြစ်နေဒီ flap ဖြစ်နေတဲ့ခေါင်းမိုးမှာဘောလုံးကိုလှိမ့်ချလိုက်ရင်ဒီတစ်ပြင်လုံးကထိစက်တဲ့နေရာတွေဖြစ်တော့ကြောင့်လေဒီတစ်ပြင်လုံးကမိုးချိုးပြနိုင်တဲ့နေရာတွေပြီးရင်ဒီထောင်းတွေကလည်းမိုးချိုးပြနိုင်တဲ့နေရာအဲ့တော့ဒီအနီအောင်ပြထားတဲ့နေရာတွေကမိုးချိုးပြနိုင်တဲ့နေရာဖြစ်တဲ့ကြောင့်မလို့ဒီနေရာတွေမှာ lightning protection system တွေမဖြစ်မနေလိုအပ်တယ်ပြီးရင်ဒီအစိမ်းရောင်တွေကဒါတွေက Rayleigh sphere နဲ့အစာအုပ်နဲ့မထိတဲ့နေရာတွေမထိတဲ့နေရာဖြစ်တဲ့ကြောင့်မလို့ဒါက protected zone ဖြစ်တယ်ဒီနေရာတွေကတနည်းအားဖြင့်မိုးချိုးပြနိုင်ခြေအလွန်နည်းတဲ့နေရာတွေပေါ့ဆိုရင် Queenstown မှာမိုးချိုးပြခံရတဲ့ဒီအထက်မြင့်အစာအုပ်ကိုကြည့်မယ်ဆိုရင်ဒါကမိုးချိုးကအထက်မြင့်အပေါ်ပိုင်းကိုဘေးကနေပြစ်သွားတာဘေးကနေပြစ်သွားတာကို Rayleigh sphere theory နဲ့ပြန်ပြီးလေ့လာကြည့်မယ်ဆိုလို့ရှိရင် Rayleigh sphere theory အရဒီမှာ45 meter radius Rayleigh sphere ကိုသုံးမယ်ဆိုရင်45 meter ရဲ့အထက်ဒီ45 meter ရဲ့အောက်ကပဲဒီမှာ protected zone ဖြစ်ပြီးတော့အပေါ်တစ်ချောင်းလုံးက Rayleigh sphere နဲ့ထိတဲ့အပိုင်းတွေဖြစ်တယ်ပြီးရင်အပေါ်ကလည်းထိတယ်အဲဆိုရင်မိုးချိုးကအပေါ်တက်တရလည်းပြင်နိုင်ခြေရှိတယ် Rayleigh sphere theory ရဆိုရင်မိုးချိုးကအပေါ်တက်တရလည်းပြင်နိုင်ခြေရှိတယ်ဘေးနေရာကိုလည်းပြင်နိုင်ခြေရှိတယ်အဲ့မှာဘေးနေရာနေမှာ Rayleigh sphere theory ရမိုးချိုးပြင်နိုင်ခြေရှိတဲ့အတွက်ကြောင့်မလို့ဒီဘေးနေရာနေမှာဘာတွေကိုသုံးလဲဆိုတော့ဒီမှာ strike pad လို့ခေါ်တဲ့ဒီလိုမျိုးterminal လေးကိုသုံးတယ် air terminal လို့အချွန်မို့ပဲနဲ့ဒါလည်း air terminal တစ်မျိုးပဲ air terminal ခေါင်းမိုးမှာထားတဲ့ air terminal လို့အချွန်မို့ပဲနဲ့ဒီကောင်ကတော့အပြားပါဘာလို့အပြားသုံးလဲဆိုတော့နိုင်ငံရဲ့ဘေးမှာထိုးထောင်အောင်ဖြစ်မနေအောင်လို့မလို့ဒီမှာအပြားဖြစ်တဲ့ strike pad တွေသုံးပါတယ်ဒီမှာဒီအစာအုပ်မှာမိုးချိုးပစ်ခဲ့စဉ်တုန်းက
ဒီလိုမျိုး lightning protection system တွေကနေရာတွေမှာလည်းထားတဲ့အတွက်ကြောင့်မလို့ဒီစင်ကူမှာမိုးကြိုးပစ်ခံရလို့ရှိရင်အဆောက်အဦကိုလည်းထိခိုက်မှုမရှိပါဘူးလူကိုလည်းထိခိုက်မှုမရှိပါဘူးအားလုံးပေးခင်ပါတယ်နောက်ထပ် lecture 9မှာ vertical transportation system တွေနဲ့ပတ်သက်လို့ဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်စိတ်ဝင်စားရဆိုရင်စောင့်မျှော်ကြည့်ရှုကြပါလို့အကြံပြုပါတယ်နောက်ရက်ဒီမှာလည်း M&E design knowledge နဲ့ပတ်သက်လို့တခြားအကြောင်းအရာတွေကိုကျွန်တော်တင်ပြပေးသွားပါမယ် M&E design ကိုစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင် subscribe လုပ်ထားဖို့မမေ့ပါနဲ့ပြီးရင်တခြားပြောပြစေခြင်းနဲ့အကြောင်းအရာတွေရှိလို့ရှင်လည်းအောက်မှာမှတ်ချက်လေးတွေရေးသွားပေးပါကျွန်တော်တို့အတိုင်းနိုင်ဆုံးစူးစမ်းပြီးတော့အဲ့ဒီအကြောင်းအရာကိုအများဆုံးတင်ပြပေးသွားပါမယ်ကျေးဇူးတင်ပါတယ်